皆さんこんにちはဒီနေ့မှာတော့ယူမဲ့ဂီတာမွေရကြုံမှာရုပ်ရှင်ပြသတဲ့နေ့လေးဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ညီမတို့အတူတူဘာရုပ်ရှင်လေးပြနေရဆိုဝယ်ကြရအောင်နော်ဒီစကားလေးကြည့်ပြီးတော့ခိုးတော့ပါလေးမှတ်မိရရှိလားဟုတ်တေကမ်းမိပြီးတော့စကားရဲ့ message ကဘာပေးချင်တယ်လို့ထင်အခက်အခဲရှိလာရဲ့အချိန်မှာထွက်မပြေးဘဲနဲ့ရင်ဆိုင်နေတယ်လို့ထင်ဒီစကားကြည့်ပြီးတော့ဗောနော်ခံစားမိရအောင်စကားလုံးလုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်ဘာနဲ့ပြောမလဲခဏရှိတဲ့စကားရဲ့မှာတိလိုက်တဲ့စာကြောင်းရှိတာအဲ့ဒါပြောပြပေးပါ私たちは一人じゃないပြီးတော့စကားရဲ့ message ကဘာပေးချင်တယ်လို့ထင်တယ်စကားရဲ့မရှိပါခွန်အားဖြစ်စေတော့အရှုံးမပြေလို့ဆိုရတယ်သဘောဒီစကားကြည့်ပြီးတော့ခိုးတော့ပါလေးမှတ်မိရရှိလားဟုတ်ရှိရဲ့ဂျောစုနာကာခိုစကားရဲ့ message ကဘာပေးချင်တယ်လို့ထင်လဲစကားရဲ့ message ကသူဒီចောင်းသားတွေကရှာမအောင်ဘလို့အခက်ခဲပဲရှိရှိပြောပြောချွတ်ချွတ်နေဖို့ဖြတ်တန်းဖို့အားပေးကြပြောဒီចောင်းသားတွေရှာမအောင်ပြောပြောချွတ်ချွတ်နေဖို့ဖြတ်တန်းဖို့အားပေးကြပြောပြီးတော့ဒီစကားကိုကြည့်ပြီးတော့ခံစားမိရဲ့ခံစားချက်ကိုပေါ့နော်စကားလုံးလုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်ဘာနဲ့ပြောပြချင်လဲတူတဲမို့အုံရှိရည်အဲ့လိုသိမလဲကောင်းတယ်ဒီစကားလေးကြည့်ပြီးတော့ခိုးတော့ပါမှတ်မိရရှိတာဘာလေးမှတ်မိလဲရှင်ယာဆိုင်ဒိုက်ကခုစကားရဲ့ message ကဘာပေးချင်တယ်လို့ထင်လဲရည်မှန်းချက်ရှိရင်ပေါ့နော်ဥစ္စာကိုအားမလျှော့ပဲနဲ့အဆုံးထိလှုပ်ဆောင်ရဖို့ပါစကားလေးကြည့်ပြီးတော့ခံစားမိရကိုစကားလုံးလုံးနဲ့ပြောရမယ်ဆိုရင်ဘယ်လိုပြောမလဲရှင်ခါဝိုင်းကလေးတွေကတော်တော်ချစ်ဖို့ကောင်းတယ်လို့ထင်မိပါတယ်ဒီစကားလေးကြည့်ပြီးတော့မှတ်မလဲတဲ့ခိုးတော့ပါလေးရှိလားစာယောနာရာစင်စေခိုင်းကြီးချစ်ဆိုပီယာနိုပြီးတော့စကားကြည့်ပြီးတော့ message ကဘာပေးချင်တယ်လို့ထင်လဲဟုတ်ဘယ်တက်ရမှာမဆိုပေါ့နော်အခက်ခဲတွေအများကြီးရှိကြတယ်ပေါ့အဲ့အခက်ခဲကိုတိတချင်းလေးတစ်ပုတ်တီးဆိုပြီးတော့ဒီတိုင်းပဲပေါ့ပါဖြတ်တန်းသွားကြရအောင်ပေါ့နော်ဟုတ်ပြီးတော့ဒီစကားလေးကြည့်ပြီးတော့နော်ကိုခံစားရတဲ့ခံစားချက်ကိုစကားလုံးလုံးနဲ့ပြောရမယ်ဆိုရှင်ဘာနဲ့ပြောခဏရှိတဲ့စနေ